ဒီမရှင်များလုံးပဲမင်္ဂလာပါဗျာနော်ဒါကျွန်တော်ထိတ်စီးနဲ့ပဲဒါနားလိုက်ရတယ်ပေါ့နော်66ကပြောင်းမသွားဘူးဗျာနော်6ချက်ဆိုရင်ကျွန်တော်တို့ရအောင်ပါမော6ချက်6 3 6 5ဆိုရင်အဆင်ပြေအောင်မယ်အခုဆိုတော့လဲကန်ပေါ့ဗျာနော်โอเคဒါဆိုရင်ကျွန်တော်တို့ညနေခင်းပိုင်းလေးတစ်ချက်ကြည့်အောင်ပေါ့နော်ညနေခင်းပိုင်းကကျွန်တော်အရင်တော့ကဒီကောင်လေးတွေပေါ့နော်3316 9ခွန်အောင်ထားတဲ့ကောင်လေးတွေကိုကျွန်တော်ပြန်ယူထားတယ်ပြန်ယူထားတဲ့အရင်အပတ်ကပေါ့နော်ကျွန်တော်ဒါတပင်ချားအနေနဲ့ပြန်ပြီးတော့သွားမှာပေါ့နော်ဒီအတွက်ကြောင့်နည်းနည်းလေးရှုပ်မယ်ပေါ့နော်ရှုပ်မှာဖြစ်တဲ့အတွက်တိတိကျကျလေးတော့တစ်ချက်လိုက်ကြည့်ပေါ့နော်အရင်တော့ကမူနဲ့တော့မတူဘူးကျွန်တော်ကဒီထိပ်စီးလိုင်းတွေကိုခွဲပြီးတော့ရှာထားတယ်နော်โอเคတစ်ချက်ပြပေးမယ်ဒီဘက်မှာကကျွန်တော်အစားသွင်းလို့ရအောင်တိတ်ပြီးတော့မရှုပ်အောင်ပေါ့နော်ကျွန်တော်ရှင်းအောင်ဘယ်လိုပြရမလဲဆိုပြီးတော့စဉ်းစားပြီးတော့ဒီမှာရေးထားတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာက3ညပေါ့နော်ဒီ3ညဒီတဲ့3ညပါဝါ3လုံးပေါင်းချင်း9လို့ရိုက်တယ်နော်တပင်ချားသွားပါဖြစ်တယ်โอเคဒီမှာဒါက3ညနော်ဒီ3ညဒီလေ3ညပါဝါ3လုံးပေါင်းချင်း9လို့ရိုက်တယ်နော်ဒီမှာတပင်ချားနံပါတ်1နော်1ဒီ1နဲ့ခတ်3လုံးပေါင်းချင်း8လို့ရိုက်တယ်963နော်ပေါင်းချင်း8ဒီအတွက်ကြောင့်ကျွန်တော်တို့ထိပ်စီးလိုင်းကတော့ဒီ4နဲ့သွားပြီးတော့base ယူပြီးတော့ကျွန်တော်တို့ရှာရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့4နော်4ဒီ4လို့တိုက်ရိုက်ကြမယ်ဆိုရင်ဖြန့်ပြီးတော့ယူလိုက်မယ်ပေါ့နော်သူကအပေါ်ကတော့ဒီမှာပါဝါဒီမှာနက်ခတ်နော်ပါဝါနက်ခတ်ပဲကျွန်တော်တို့ယူလိုက်ရင်တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့နည်းနည်းလေး safe ဖြစ်အောင်ပေါ့နော် safe ဖြစ်အောင်ကျွန်တော်တို့ဖြန့်ပြီးတော့ယူမယ်ကျွန်တော်ဓာတ်ရိုက်ကနေစပြီးတော့ယူပေးပါမယ်နော်โอเคဒါဆိုရင်4ဒီ4လို့ကြမယ်ဆိုရင်ဒီမှာက96ပေါင်းချင်း9ရှိတဲ့အတွက်ကျွန်တော်တို့6တိတ်စီဖြစ်မယ်နော်6တိတ်စီဖြစ်မယ်အောက်မှာထိပ်စီးလိုင်းနေနည်းနည်းလေးချားပြီးတော့ရေးပေးမယ်နော်ဒီဘက်မှာကျွန်တော်အစားသွင်းမှာမို့ပေါ့နော်အစားသွင်းပေးမှာမို့โอเคဒါကတိုက်ရိုက်ပေါ့နော်4ပါဝါကျွန်တော်တို့9ဆိုရင်ဒီမှာ4ရှိမယ်နော်ဒါဆိုရင်ကျွန်တော်ဒီဘက်မှာ4ထိပ်လေးရေးပေးမယ်ပေါ့နော်ဒီဘက်မှာကျွန်တော်အစားသွင်းပေးမလို့နော်โอเค4ရဲ့နက်ကတ်ပေါ့နော်4နက်ကတ်2ဆိုရင်ဒီမှာခွန်ထိပ်ဆိုတာမျိုးရှိတယ်နော်ခွန်ထိပ်ခွန်69ပေါ့နော်โอเคဒီမှာကျွန်တော်အစားသွင်းမှာဖြစ်တဲ့အတွက်ခွန်လေးရေးပေးမယ်နော်โอเคဒါကထိပ်စီးလိုက်6 4ခွန်နော်6 4ခွန်ထိပ်စီးကျွန်တော်တို့အပိတ်လေးတစ်ချက်ကြည့်အောင်နော်အပိတ်ကတဲ့ဒီမူတိုင်းပဲပေါ့နော်ကျွန်တော်ဒီမှာပြောပေးမယ်ဆယ်ကွက်မူကဆွဲချလိုက်လို့ရတယ်အကွက်တွေအရန်များသွားမှာမို့ပေါ့နော်โอเค3လုံးပေါင်းချင်းကျွန်တော်တို့ဒီမှာ9ရှိတယ်ပေါ့နော်9ဒီတဲ့သူနဲ့တော့နည်းနည်းလေးတော့ဟိုလို့တာပေါ့နော်ကွာတာပေါ့နော်9ဒီဘယ်လိုကြလဲဆိုရင်9ပါဝါဒီလို3ညလို့ကြတယ်နော်ဒီမူနဲ့တော့နည်းနည်းလေးတော့ကွာတယ်နော်နည်းနည်းလေးတော့ကွာတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းလေးကြိုက်နေလို့ပေါ့နော်โอเคဒီမှာ3ညနော်5 3 2 3ညဒီ3ညလို့ဒီလိုလေးကြားတယ်နော်နှလုံးပေါင်းခြင်း3ညပေါ့နော်โอเคနောက်ကိုစစ်ကြည့်မယ်3 6 9ပေါင်းခြင်းဘယ်လောက်လဲကျွန်တော်တို့8ပေါ့နော်8ဒီပါကြလဲဆိုရင်ပါဝါ3နဲ့6ရယ်ကျွန်တော်တို့ဒီမှာခွန်ရယ်နော်ပါဝါကြတယ်ဒါဆိုရင်ကျွန်တော်ဒီ6နဲ့ပဲစပြီးတော့အစားသွင်းသွားပြီမယ်နော်9 3 9 3လုံးပေါင်းခြင်းဒီကျွန်တော်တို့ဘယ်လောက်ဖြစ်နေလဲ3လုံးပေါင်းခြင်းဒီနံပါတ်1နော်နံပါတ်1โอเคထိပ်စီးပေါ့နော်အစားမသွင်းခင်မှာမိတ်ဆွေတို့ကတကယ်လို့ထိပ်စီးပေါ့နော်ပိုင်ရတာဖြစ်ဖြစ်ကိုကြိုက်တဲ့ကဏ္ဍဆိုရင်ဒီမှာအစားသွင်းကြည့်လိုက်လို့ရတယ်နော်ဥပမာကျွန်တော်တို့3ညထိပ်စီးထားပါတော့နော်3ညထိပ်စီးဆိုရင်3ည3 9ပေါင်းခြင်း2ဖြစ်မယ်ပေါ့နော်ပေါင်းခြင်း2ကျွန်တော်ဒီမှာဖြန့်ယူလိုက်ရင်ရသွားတယ်ကျွန်တော်ကတော့ဒီမှာ6 4ခွန်ထိပ်စီးနဲ့ပဲကျွန်တော်ပြလိုက်မယ်ဘာဖြစ်လို့ကဏ္ဍများမှာဆိုလို့ပေါ့နော်ဒါပေမဲ့ညနေခင်းပိုင်းထွက်တဲ့ကဏ္ဍကျွန်တော်တစ်ချက်ကြည့်ပြီးတော့ဖြန့်တဲ့ကဏ္ဍတွေကပဲထွက်သလားမဖြန့်တဲ့ကဏ္ဍတွေကပဲထွက်သလားဆိုတာကျွန်တော်ပြန်ပြီးတော့ summarize တော့ပြန်ဆွဲပေးမယ်ပေါ့နော်တကယ်လို့မှားတယ်ဆိုရင်တော့နောက်ရက်မှာတော့သုံးလို့မရဘူးပေါ့နော်โอเคလောလောဆယ်တော့6နဲ့ဖြန့်ကြည့်လိုက်မယ်နော်ကျွန်တော်ဒီမှာဘယ်လိုကြထားလဲ9ပါဝါနော်ဒီမှာပါဝါလေးရေးပေးမယ်โอเคဒီမှာက3ညထပ်ရိုက်ကြတယ်နော်ဒီမှာက10ပါဝါနော်โอเคဒါဆိုရင်ကျွန်တော်တို့ပါဝါဓာတ်ရိုက်နက်ခတ်ကျွန်တော်တို့အားလုံးယူသွားမယ်ပေါ့နော်ဒီ1လို့ဓာတ်ရိုက်ကြမယ်ဆိုရင်ဒီမှာ6ရှိတဲ့အတွက်ကျွန်တော်တို့9အပိတ်နော်9 5ပြောချင်တာကနော်โอเค1ပါဝါ6ဆိုရင်ဒီမှာ3ညအပိတ်90နော်1နက်က8ဆိုရင်2အပိတ်9နှစ်9 5 90 9နှစ်နော်နားလည်မယ်ထင်တယ်ဒီဘက်ကိုကျွန်တော်ပြပေးမယ်အပေါ်ကဟာတွေကိုကျွန်တော်မယူတော့ဘူးနော်ဒီအောင်လေးတင်အစားသွင်းပြပါနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ4နဲ့အစားသွင်းကြည့်မယ်နော်ကိုရတဲ့ကဏ္ဍနဲ့အစားသွင်းကြည့်ပေါ့နော်ထိပ်စီးကမကြိုက်ဘူးဆိုရင်နော်ဒါခဏပြောနေတာဆိုတာထိပ်စီးလွဲသွားမှာဆိုလို့နော်ထိပ်စီးကကြိုက်တယ်ဆိုရင်တော့ဆွဲထိုးလိုက်လို့ရတယ်ပေါ့နော်โอเค
ဒါဆိုရင်4နဲ့အစားသွင်းကြည့်မယ်4 3 9ပေါင်းခြင်းနံပါတ်ဒီပေါင်းခြင်း6ဖြစ်တယ်ဓာတ်ရိုက်ကြမယ်ဆိုရင်ဒီမှာ3ညရှိမယ်6 3ညပေါင်းခြင်း6ပေါ့နော်โอเค6ပါဝါ1ဆိုရင်ဒီမှာ5ရှိမယ်เนาะ6 5ပေါင်းခြင်း1 6နှစ်ခတ်9ဆိုရင်ဒီမှာ3ရှိမယ်4 3ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ခွန်နဲ့အစားသွင်းကြည့်မယ်เนาะโอเคခွန်3 9ပေါင်းခြင်းနံပါတ်ဘယ်လောက်ဖြစ်လဲနံပါတ်9เนาะနံပါတ်9ဒီ6နဲ့ဒီနောက်တစ်လုံးနဲ့เนาะ9ဒီ9လို့ဓာတ်ရိုက်ကြမယ်ဆိုရင်3 80နဲ့3ရှိမယ်9ပါဝါ4ဆိုရင်80နဲ့8ရှိမယ်9နှစ်ခတ်6ဆိုရင်80ရှိမယ်เนาะဒါဆိုရင်ကျွန်တော်ထိုးခွက်က9 5 90 9နှစ်เนาะ40 45 43ဟုတ်ပြီเนาะခွန်3ခွန်8ခွန်3ညဟုတ်ပြီเนาะဒီတက်ကမှကျွန်တော်အကြိုက်ပဲကျွန်တော်ရွှေ့သွားလိုက်မယ်မိတ်ဆွေတို့ကကြာရင်ထိုးကျွန်တော်၄ခွက်ရွေးပေးမယ်เนาะ90နဲ့5 90เนาะအဲတော့3ညတွေကျွန်တော်လည်းကြိုက်နေလို့ပေါ့เนาะ40เนาะ80เนาะကျန်တဲ့ကဏ္ဍကတော့စိတ်ကြိုက်ကစားကြည့်လိုက်ပေါ့เนาะစိတ်ကြိုက်ကစားကြည့်လိုက်ပါโอเคဒါဆိုရင်ဒီမူလေးက10ခွက်မူဖြန့်လို့ရတယ်ပေါ့နော်10ခွက်မူဖြန့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုရင်ကဏ္ဍအကွက်30လောက်ဖြစ်သွားမယ်ဒါပေမဲ့ထက်ကဏ္ဍလေးတွေတော့ပါတယ်เนาะဥပမာကျွန်တော်3ညနဲ့တစ်ချက်ဖြန့်ပြပေးမယ်เนาะဒါဥပမာပြောတာเนาะထိုးခိုင်းတာမဟုတ်ဘူးโอเคဒီမှာ3ညနဲ့ဆိုရင်เนาะဒီအောက်မှာเนาะဒါဖြန့်တာပေါ့เนาะဒါ example ပေါ့เนาะ EG เนาะဥပမာကိုက3ညထိတ်ရတယ်ဆိုရင်ပေါ့เนาะဒီမှာ3ညထားကြည့်လိုက်เนาะဘာဖြစ်လဲ3ညထိတ်ကလည်းရှိတယ်ဗျာเนาะโอเคကျွန်တော်3ညနဲ့ဆိုရင်3ည3ကိုပေါင်းခြင်းနံပါတ်ဒီ2เนาะဒီရှေ့မှာ6ရှိတာပြည့်2ဒီ2လို့တိုက်ရိုက်ကြမယ်ဆိုရင်3ည6ဆိုတာမျိုးเนาะโอเคကျွန်တော်2ပါဝါခွန်ဆိုရင်3ည1ဆိုတာမျိုးเนาะ2နှစ်ခတ်ကျွန်တော်တို့4ဆိုရင်เนาะဒီမှာ8ဆိုတာမျိုးဆိုလိုချင်တာ3ည6 3ည1 3ည8ပေါ့เนาะအဲ့လိုလေးတွေဒါအစားသွင်းသွားလို့ရတယ်เนาะ example ပြောတာเนาะကျွန်တော်ပေးထားတဲ့ကျွန်တော်ထိတ်စီးလိုင်းကိုမကြိုက်ဘူးဆိုရင်ကိုပိုင်အစားသွင်းကြည့်လိုက်เนาะအဲ့ထဲမှာထပ်ခဏလေးတွေလည်းထွက်လာလိမ့်မယ်เนาะထပ်ခဏလေးတွေထိုးကျင်တယ်ဆိုရင်လည်းထိုးကြည့်ပေါ့เนาะကျွန်တော်ကတော့အဲ့အရာလေးတွေကိုဖြန့်မပေးတော့ဘူးဖြန့်မပေးတော့ဘဲနဲ့6ထိတ်4ထိတ်ကျွန်တော်တို့ခွန်ထိတ်ပေါ့เนาะဒီကဏ္ဍ3လုံးပဲကျွန်တော်ဖြန့်ပေးလိုက်တယ်เนาะဒီတက်ကမှကျွန်တော်ရဲ့ရွေးခွက်ဒီကဏ္ဍ4ခွက်ရှိမယ်9 5 90 40ကျွန်တော်တို့80ပေါ့เนาะဒီကဏ္ဍ4ခွက်ကိုကျွန်တော်အနေနဲ့ဒါတင်ထိုးမယ်ပေါ့เนาะ9နှစ်လေးတစ်ခွက်တော့ကြိုက်တယ်ဗျာเนาะ9နှစ်လေးကတော့ဒါဒုတိယအနေနဲ့ကျွန်တော်ထည့်ရင်တော့ထည့်ပေးလိုက်မယ်5ခွက်လည်းဖြစ်သွားအောင်ပေါ့เนาะ90နဲ့နှစ်ပေါ့เนาะ90နဲ့နှစ်โอเคဒါဆိုရင်တော့5ခွက်ဖြစ်သွားမယ်ပေါ့နော်မိတ်ဆွေတို့ကတော့ကိုယ်ပိုင်ကြိုက်တဲ့ဟာထိုးလို့ရတယ်ဒီမှာ9 5 90 9နှစ်နော်90တဲ့ကတော့ကျွန်တော်အားလုံးထည့်ပေးလိုက်ပြီငွေ40 45 43နော်ပြီးရင်ခွန်3ခွန်8ကျွန်တော်တို့ခွန်3ညနော်အားလုံးပဲအဆင်ပြေကောင်းပါစေနော်အားလုံးနားလည်လောက်မယ်တော့ထင်ပါတယ်နားလည်လောက်အောင်တော့ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်နားမလည်ဘူးဆိုလည်းတစ်ချက်ပြန်ကြည့်လိုက်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါဗျ